င်္ဂုတ္တပါဠိတော်စတုကနိဗ္ဗာန်မှာလာတဲ့ဥဋ္ဌာဏဖလားသုတ်တံကိုတန်ဆာဆင်းပြီးတော့မှတရားတစ်ပုဒ်ဟောမှာဖြစ်ပါတယ်ဥဋ္ဌာဏဖလားသုတ်တော်မှာဘုရားရှင်ကိုရမြတ်ကြီးကပုဂ္ဂိုလ်၄မျိုးဟောထားတယ်အဲ့ဒီပုဂ္ဂိုလ်၄မျိုးကဘယ်သူတွေတုံးဆိုတော့ဥဋ္ဌာဏဖလူပစီဝီပုဂ္ဂိုလ်ဒါပါဠိစကားလုံးပေါ့နော်ဥဋ္ဌာဏဖလူပစီဝီပုဂ္ဂိုလ်ကာမဖလူပစီဝီပုဂ္ဂိုလ်ဥဋ္ဌာဏကာမဖလူပစီဝီပုဂ္ဂိုလ်နဥဋ္ဌာဏကာမဖလူပစီဝီပုဂ္ဂိုလ်ဒါပါဠိစကားလုံးမြန်မာလိုပြောလို့ရှိရင်လုံလဝိရိယတစ်ခုတည်းကိုပဲအမိပြုပြီးတော့မှအသက်မွေးချရတဲ့ပုဂ္ဂိုလ်မျိုးဟောနော်လုံလဝိရိယတစ်မျိုးတည်းကိုပဲအားကိုးပြီးတော့အသက်မွေးချရတဲ့ပုဂ္ဂိုလ်မျိုးကံတစ်မျိုးတည်းကုသိုလ်ကံတစ်မျိုးတည်းကိုပဲအမိပြုပြီးတော့မှအသက်မွေးချရတဲ့ပုဂ္ဂိုလ်မျိုးလုံလဝိရိယရောကုသိုလ်ကံရောနှစ်မျိုးလုံးကိုအမိပြုပြီးတော့မှအသက်မွေးချရတဲ့ပုဂ္ဂိုလ်မျိုးနော်လုံလဝိရိယရောကုသိုလ်ကံရောနှစ်မျိုးလုံးကိုအမိပြုခွင့်မရဘဲနဲ့အသက်မွေးနေကြရတဲ့ပုဂ္ဂိုလ်မျိုးပုဂ္ဂိုလ်ဘယ်နှမျိုးတော့၄မျိုးဟုတ်လားအဲ့ဒီ၄မျိုးကိုခွဲလိုက်တဲ့အခါကျတော့လူပုဂ္ဂိုလ်များရနိုင်တာက2မျိုးနတ်ပြည်မာတွေရနိုင်တာက1မျိုးအပေပုံက1မျိုးလို့ဒီလိုသွားတယ်အဲ့တော့နံပါတ်1ဥဋ္ဌာဏဖလူပစီဝီဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတော့လုံလဝိရိယ1မျိုးတည်းပဲအာကိုပြီးတော့ဘဝရက်တည်ရတာကဲတို့ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေမတွေ့နိုင်ဘူးလားတဏီကုံတဏီကံတို့အလုပ်လုပ်ကြရှားကြရတာအဲ့ဒီလိုတဏီကုံတဏီကံရှားပြီမယ်လို့သူတို့မှတဏီစာလောက်ပဲရတယ်နော်ဘာလဲတော့လက်လှုပ်မှပါးစပ်လှုပ်ရတယ်လက်ငိမ့်တာနဲ့ပါးစပ်ငိမ့်ဒီလိုပုဂ္ဂိုလ်တွေမရှိဘူးလားလောကထဲမှာလေရှိတယ်သူကြတော့ဘာတော့ဆိုတော့ကုသကံစွမ်းအင်ကတအားကြသွားတယ်လူလောကတွေကိုပို့ပြီးရုံတော့ပဲကုသကံကပို့ပြီးပြီးတော့ကိုသူ့အတွက်နောက်ထပ်စွမ်းအင်ထုံနိုင်တဲ့အာနိသင်ကတော်တော်ကိုနဲသွားပြီဒီတော့ကုသကံအာကိုးเสียသူမှမရှိဘူးအာကိုးလို့မရတော့ဘာလို့ပဲအာကိုးอ่ะလုံးလုံးဝိရိယပဲလေဟုတ်လားပေါင်းဝဲချင်မှကြည့်လိုက်တွေ့တာပေါ့ရှိတယ်လေဆင်ရသားတွေအများကြီးဘုန်းကြီးတို့အင်တာနက်ကြည့်ပြန်တော့လည်းပဲကလေးလူကြီးမတွေ့ရဘူးလားတွေ့ရတာပေါ့အော်ဒါသူတို့ဘာတော့အတိတ်ကကုသကံကလူလောကရောက်ရုံလေးပဲပို့ပြီးတော့လူလောကမှာအထောက်အပံ့ပေးနိုင်တော့တဲ့စွမ်းအင်တွေသူတို့မှာမရှိတော့ဘူးကုသကံစွမ်းအင်ကကုန်လိုက်တဲ့အခါကျတော့ကုသကံစွမ်းအင်ရဲ့အထောက်အပံ့ကိုသူတို့မရနိုင်တော့ဘဲနဲ့ခန္ဓာကိုယ်ဟုတ်လားပြန်ပြန်ခံပြီးတော့ပြန်ပြန်ဆင်းရဲစွာနဲ့အသက်မွေးကြရတဲ့ပုဂ္ဂိုလ်တွေလူသားတွေပေါ့ဒီလိုပုဂ္ဂိုလ်တွေမရှိဘူးလားဥဋ္ဌာဏဖလူပစီဝီပုဂ္ဂိုလ်လို့ခေါ်ပါတယ်တဲ့နော်နောက်တစ်ခါကာမဖလူပစီဝီဆိုတာကတော့စတုမာရတာဝနိသာစတဲ့နတ်ပြည်မာတွေပေါ့သူတို့ကကုသကံတစ်ခုလေးရဲ့အမိနဲ့ပဲသူတို့နေတာသူတို့ကလုံလဝိရိယစိုက်ထုတ်เสียလဲမလိုဘူးဘာစွမ်းအင်နဲ့ပဲသူတို့လက်ပတ်နေတာတော့ကံစွမ်းအင်နဲ့ဘဝလက်ပတ်နေတာအသက်ရှင်နေတာသူတို့ကံစွမ်းအင်ကုန်သွားတာနဲ့ပြန်ရောက်လာတာပဲလေဟုတ်လားတို့မိဘများလွတ်လိုက်တယ်လို့ပေါ့ဟလာစွမ်းအင်နဲ့မိဘများတက်သွားပြီမယ်လို့သူစီကုန်သွားတာနဲ့ပြန်ကြလာရတဲ့သဘောပဲသူကကံစွမ်းအင်နဲ့နတ်စည်းစိမ်ကြီးခံစားကြရတာဟုတ်လားအဲ့ဒါကဘာပုဂ္ဂိုလ်လို့ဆိုကာမဖလူပကံစွမ်းရင်တစ်မျိုးတည်းနဲ့အသက်ရှင်နေကြတဲ့ပုဂ္ဂိုလ်တွေဘဝလက်ပတ်နေကြတဲ့ပုဂ္ဂိုလ်တွေတဲ့နံပါတ်3ကကြတော့ဘာတော့လုံလဝိရိယလည်းပါတယ်ကံစွမ်းအင်လည်းပါတယ်2မျိုးအဲ့ဒါကြတော့ဘယ်လိုပုဂ္ဂိုလ်မျိုးတွေတုံးလို့ဆိုတဲ့ခါကျတော့ဟက္ကရာဆရာတော်ကရာဇမဟာမတ္တတိလို့ဒီလိုသုံးလိုက်တယ်မင်းဘယင်နေပေါ့ဒါဘုရားရှိလက်ထက်ကအကြောင်းကိုရေးတာဆိုတော့လေပြောတာဆိုတော့လေအဲ့ဒီခေတ်ကအကြောင်းအရာပေါ့ဘယင်များမူကြီးမတ်ကြီးများဒါဒီဘက်ခေတ်နဲ့ပြောရမယ်ဆိုရင်အစိုးရမင်းများနဲ့ဝန်ထမ်းများပေါ့ဂုံတယ်များပေါ့ဟုတ်လား
လေလို့ကြာလို့သမားတွေပေါ့သူတို့ကြတော့နှစ်မျိုးနဲ့သွားတယ်တဲ့လုံလဝိရိယစွမ်းအင်လဲပါတယ်ကံစွမ်းအင်လဲပါတယ်ဒီနှစ်မျိုးနဲ့ဘဝကိုတိဆောက်ကြတာတဲ့ဟုတ်လားတိဆောက်ကြတာဟိုရှိခဲ့ဘယင်ဖြစ်ဖို့ဆိုတာလည်းပဲနဲ့တော့လုံလဝိရိယမပါပဲကိုရပါမလားမရဘူးလေမင်းသားတွေရှေ့တန်းထွက်ရတာတက်ခိုင်မထွက်ရဘူးလားတက်ခိုင်ထွက်လို့ရှိရင်လုံလဝိရိယပညာမပါရင်သူတက်ခိုင်အောင်မြင်နိုင်မှာမလားမအောင်မြင်နိုင်ဘူးမအောင်မြင်မှုဆိုရင်အဲ့ဒီလုံလဝိရိယမှာမဆက်ရင်ဘယင်ဖြစ်เสียအကြောင်းမရှိဘူးမူကြီးမရစေတနာပတိတွေဖြစ်ဖို့အကြောင်းဟောကံမပါရင်လည်းပဲခုနကဆင်းရဲသားလို့ပေါ့ဘလောက်ပဲဝိရိယဆိုင်ဆိုင်ကံကပါမလာရင်လည်းပဲသူ့လမ်းကြောင်းကိုရှင်းမပေးနိုင်ဘူးဟုတ်လားဥဒိယလမ်းကြောင်းကိုဖြောင်းအောင်တက်မှတ်ပေးတာကကံကတက်မှတ်ပေးတယ်လမ်းကြောင်းလေးတွေပေါ်အောင်ဖော်ပေးတယ်အဲ့ဒီပေါ်မှာဘာနဲ့ဘာကိုမူတဲပြီးတော့ရှောက်တာတော့ဆိုတော့ဉာဏ်နဲ့ဝိရိယဟုတ်လားကံစွမ်းအင်လည်းရှိမယ်ဉာဏ်ဝိရိယလည်းအားကောင်းမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီဂုံတယ်ဆိုလဲဂုံတယ်တိုးတက်သွားတာပေါ့ခုခေတ်ဆိုရင်တော့ကုမ္ပဏီတွေတိုးတက်သွားမှာပေါ့ဟုတ်လားလုပ်ငန်းရှင်တွေတိုးတက်သွားမှာပေါ့ဘာနဲ့ဘာစွမ်းအင်တော့ကံစွမ်းအင်ကိုလုံလဝိရိယအဓိကပေါ့ဉာဏ်စွမ်းအင်ကိုဒီနှစ်ခုလုံးကိုပေါင်းပြီးတော့သုံးသွားလိုက်တဲ့ပုဂ္ဂိုလ်မျိုးအဲ့စွမ်းအင်နှစ်ခုရဲ့ထောက်ပံ့မှုရသွားတဲ့ပုဂ္ဂိုလ်မျိုးကြတော့ဟောជីវတိုးတက်ကြတယ်အဲ့ဒီလိုလူဒန်းစားတွေပေါ့မရှိဘူးလားရှိတာပေါ့ဟောဖះကနော်အဲ့ဒီသုံးမျိုးရှိသွားပြီနောက်တစ်မျိုးကဘာလဲဆိုတော့ကြတော့လုံလဝိရိယစွမ်းအင်လည်းမရှိဘူးကံစွမ်းအင်လည်းမရှိဘူးလုံလဝိရိယကိုအမိပြုလို့လည်းမရနိုင်ဘူးကံစွမ်းအင်ကိုလည်းအမိပြုလို့လည်းမရနိုင်တဲ့မရနိုင်ဘဲနဲ့အသက်ရှင်နေကြရတဲ့ပုဂ္ဂိုလ်တွေဘသူပြောတာတော့ဆိုတော့နေရည်ကငရဲသားတွေပေါ့ဟုတ်လားဘယ်လေးပုံသားလို့ပြောလဲတူတူပေါ့နော်ဟုတ်လားငရဲသားများကသူတို့လုံလဝိရိယဘလောက်ပဲစိုက်စိုက်လွန်မြောက်เสียအကြောင်းကုသိုလ်ကံစွမ်းရင်ကောမရှိဘူးလေသူတို့မှာကုသိုလ်ကံစွမ်းရင်ကိုကမရှိလို့ကုန်းနေလို့ဟောအကုသိုလ်စွမ်းရင်တွေကသူတို့မှာလွှမ်းမိုးခံရလို့ဟုတ်လားဘာကံစွမ်းရင်ကလွှမ်းမိုးခံရတာတော့အကုသိုလ်ကံစွမ်းရင်ကလွှမ်းမိုးခံရတယ်ဒါကြောင့်ငရဲသားများဟာဟောလုံလဝိရိယလည်းအမိပြုလို့မရဘူးကုသိုလ်ကံကိုလည်းအမိပြုလို့မရဘဲနဲ့ဘဝမှာရှင်သန်ရတဲ့ပုဂ္ဂိုလ်တွေဖះကဒီလေးမျိုးကိုပြောလိုက်တယ်အဲ့ဒီလေးမျိုးကိုပြောလိုက်တဲ့အခါကျတော့ဒုတိယနာပရိသတ်များဆင်ခြင်ရမှာပွားများရမှာကဘယ်လိုသဘောတရားတုံးလို့ဆိုတော့ကဲဝိရိယတက်တက်ကြီးပဲဆိုရင်လည်းပဲဘဝမှာဘယ်နဲ့တော့တိဆောက်ရတာခက်ခဲတယ်ဟုတ်လားကံတက်တက်ကြီးပဲဆိုရင်လည်းပဲသူစွမ်းရင်ကုန်တာနဲ့ပြန်လာရမယ်ဆိုတော့ဘာနဲ့ဘာပြည့်စုံရမလဲမဲ့လို့ဘာနဲ့ဘာပြည့်စုံရမယ်လို့ဘုရားကဟောတာတော့ဟိုကံဉာဏ်ဝိရိယပဲပြောသွားတာဟုတ်လားခြေသားခြေသမီးတို့ကံဉာဏ်ဝိရိယဒီသုံးမျိုးကိုတော့ပြင်ဟောဒီမှာဝိရိယဥတည်ထားတာနော်ဝိရိယနောက်မှာဘာကပ်ပါလာမှာတော့ဉာဏ်ကပ်ပါလာမှာပေါ့ဟုတ်လားတို့အဆိုအမိတ်နေရလည်းမရှိဘူးလားဘယ်နဲ့တော့ဝိရိယတိုးတက်ကံထဲဝဲတို့ကံမရှိဉာဏ်ရှိတဲ့မွဲတို့ဟဲ့လားကံကိုယုံ၍စုဖို့မနဲ့နဲ့တို့ဟဲ့လားသူကဘာပြောတာဆိုတော့အစွန်းရောက်တာကိုပြောတာဘာမှအစွန်းရောက်လို့အစင်မပြေပါဘူးတဲ့အစွန်းရောက်ခြင်းကတော့မကောင်းဘူးဒါဖြင့်အစွန်းမရောက်အောင်မျက်မျက်တတဖြစ်အောင်ဆိုဘာတော့ကံကိုလည်းတိဆောက်ပါဉာဏ်ကိုလည်းတိဆောက်ပါလုံလဝိရိယကိုလည်းတိဆောက်ပါကံဉာဏ်ဝိရိယသုံးမျိုးနဲ့သွားနိုင်ရင်ပစ္စုပန်မှာလည်းပဲချမ်းသာနိုင်တယ်လို့တန်ត្រာအတွက်လည်းပဲချမ်းသာကြောင်းဖြစ်တယ်ဟုတ်လားတန်ត្រာကိုအဓိကတည်ဆောင်သွားမှာကကံကတည်ဆောင်သွားမှာဘာကံလို့ဆိုရင်ကုသိုလ်ကံကတည်ဆောင်သွားမှာကောင်းကျိုးကိုပေးဖို့အတွက်ကုသိုလ်ကံပါဖို့မလိုဘူးလားဒါလည်းပဲအရေးကြီးတယ်လို့ဘုရားကပြောသွားတာနော်ဘုရားပြောသွားသို့တော့အဲ့ကံတစ်မျိုးရင်းနဲ့လားလို့ဘဝတည်ဆောက်မယ်အတွက်ကြတော့ပစ္စုပန်ကြာတိဆောက်တဲ့အခါကျတော့ကံတစ်မျိုးရင်းနဲ့ကိုလုံလောက်ပြီလားလို့ဆိုရင်ဘယ်နဲ့တော့မလုံလောက်ဘူးတဲ့မင်းတို့တွေဟုတ်လား
ဉာဏ်ဝိရိယစိုက်ပါဟောဉာဏ်ဝိရိယစိုက်လာတဲ့ပုဂ္ဂိုလ်များဟာလောကမှာလည်းပဲဘယ်နဲ့တော့ချမ်းသာဒုက္ခရနိုင်တယ်ဒါပြင်လောကလွတ်မြောက်ကြောင်းကြတော့ဘယ်သူနဲ့ပဲသွားရတာတော့ဉာဏ်နဲ့ဝိရိယဟုတ်လားကံကဥတည်ပေးတာလေကံကဘဝကောင်းရအောင်သူကဥဆောင်ပေးလိုက်တယ်ရလာတဲ့ဘဝကောင်းပေါ်မှာလက်တွေ့သုံးချမှာကဘာနဲ့ပါဉာဏ်နဲ့ဝိရိယဗျအဲ့ဒါမှတန်ယူဆစရာကောင်းတာနော်လောကထဲမှာကျင်လည်ဖို့အတွက်ရောလောကကလွတ်မြောက်ဖို့အတွက်ရောဟုတ်လားကံတီသူကဘာလို့နေရာကောင်းလေးရအောင်လုပ်ပေးတာလမ်းကြောင်းရှောက်အောင်လုပ်ပေးတာဟုတ်လားသူ့အပေါ်မှာတကယ်ဥတည်ပြီးရှောက်ရမှာကဉာဏ်နဲ့ဝိရိယထားရှောက်ရမှာဟုတ်လားဒါကိုဘုရားဟောပါတယ်နော်ဒါကြောင့်ဥဋ္ဌာဏဖလားတုတ်တံကိုခြေခံပြီးတော့မှတကယ်ကိုအရေးကြီးတဲ့အချက်၃ချက်လို့ပြောရင်ရတယ်ဒါကတော့အားလုံးလည်းပဲနားလည်နေကြတဲ့တရားပါပဲဟုတ်လားအရေးကြီးတာကိုကြီးတယ်လို့သတိမထားမိတာပဲရှိတာဟုတ်လားတကယ်ရေးမကြည့်ဘူးလားကြီးတာပေါ့တန်ត្រာသွားဖို့အတွက်လည်းပဲမလိုအပ်ဘူးလားလိုတာပဲကိလေသာကုန်ကညာဟန္တာမဖြစ်သေး၍တန်ត្រာရှိနေမှာသူကဟုတ်လားဘုန်းကြီးတို့သတ္တရာဒိဋ္ဌိဥစေရာဒိဋ္ဌိလွတ်မြောက်ဖို့အတွက်ဆိုပြီးတော့ပြောတဲ့နေရာမှာတန်ត្រာကတကယ်ကိုရှင်းနေတယ်လို့နောက်ဘဝတွေရှိနေတယ်လို့တတ်ပြောနေပြန်တော့လည်းပဲသတ္တရာဒိဋ္ဌိတဲ့နောက်ဘဝမရှိဘူးလို့ပြောရတော့လည်းပဲဥစေရာဒိဋ္ဌိအစွန်းတစ်ခုဘာနဲ့သွားတာတော့ဆိုတော့တန်ត្រာလေချောင်းကိလေသာရှိနေသေးရင်တန်ត្រာဆိုတာရှိအောင်မယ်ဟုတ်ပြီလားတန်ត្រာလေချောင်းကိလေသာပြတ်တာနဲ့တပြိုင်နက်တန်ត្រာဒီပြတ်တယ်ဟောဒိဋ္ဌိရှိနေတာလားလို့ပြောပြန်တော့လည်းဘယ်နဲ့လို့ရှိနေတာမဟုတ်ဘူးလုံးဝပြတ်သွားတာလားလို့မေးပြန်တော့လည်းပဲပြတ်သွားတာမဟုတ်ဘူးအကြောင်းအားလျော်စွာလို့ဒီလိုထည့်သုံးရတာဟုတ်လားအစွန်းနှစ်ဖက်လွတ်ဖို့အတွက်ကဘာတော့အကြောင်းကံရှိနေရင်တန်ត្រာရှိမယ်အကြောင်းကံကုန်ရင်တန်ត្រာကုန်မယ်အကြောင်းကိလေသာရှိနေရင်တန်ត្រာရှိမယ်အကြောင်းကိလေသာကုန်ရင်တန်ត្រာကုန်မယ်ဒီနှမျိုးဖျားဟောတာအဲ့ဒီတော့တန်ត្រာကုန်ဖို့အတွက်ဆိုရင်လည်းပဲဘာတော့ဘဝကောင်းရဖို့ကံမလိုဘူးလားဘဝကောင်းမှာအာထုံနိုင်ဖို့အတွက်ကအေးချမ်းချမ်းအာထုံနိုင်ဖို့အတွက်ကဘာလို့ပြန်နော်ဉာဏ်နဲ့ဝိရိယပေါမြောက်ဖို့အတွက်ဟောလောကထဲမှာချမ်းသာခြင်းရောဒီသုံးမျိုးပဲဟုတ်လားလောကထဲမှာချမ်းသာခြင်းကံကိုလည်းတည်ဆောက်ရမယ်ဉာဏ်ကိုလည်းဖွံ့ဖြိုးအောင်လုပ်ရမယ်ဝိရိယကိုလည်းမှန်မှန်ကန်ကန်သုံးချရမယ်ဒီသုံးမျိုးပါပဲဒါကြောင့်မို့လို့ဘုန်းကြီးကဥဋ္ဌာဏဗလာသုတ်တံကိုခြေခံပြီးတော့မှကံဉာဏ်ဝိရိယ၃ပါးမျှပြီးတော့မှဘဝကိုတည်ဆောက်နိုင်ဖို့တရားတစ်ပုဒ်ပြုရင်ဟောကြပါတယ်ယနေ့ယခုကောင်းမြတ်သောအချိန်ကမှစ၍ဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းနှောက်ယှက်ခတ်သိမ်းကင်းငြိမ်းကြလျက်ခတ်သိမ်းသောလောကီလောကုတ္တရာကောင်းကျိုးချမ်းသာအဖျားဖျားတိုးဘဝဖြစ်ထွန်းကြပြီးလင်ဒုက္ခခတ်သိမ်းငြိမ်းရာဖြစ်တဲ့မြတ်နိဗ္ဗာန်ကိုလွယ်ကူသောအကျင့်လင်မြန်သောအသိဉာဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု